စူးစမ်းနေပေမဲ့ဘာကြောင့်မအောင်မြင်သေးတာလဲလူအများကစူးစမ်းနေကြပေမဲ့နီလန်းမှန်ကိုမစစ်ဆေးတတ်ကြပါဘူးစူးစမ်းနေတာကမှန်ပေမဲ့မမှန်တဲ့အရာကိုစူးစမ်းနေခြင်းလည်းဖြစ်နိုင်ပါတယ်လူအများစုဟာအလုံများနေတာကိုတိုးတက်မှုစူးစမ်းနေမှုလို့ထင်မှတ်တတ်ကြပါတယ်အောင်မြင်မှုကပင်ပန်းမှုကိုမတိုင်းတာပဲရလဒ်ကိုပဲတိုင်းတာပါတယ်လူအများကမိမိလုပ်နေတာကိုပြန်လည်သုံးသပ်ချိန်မယူကြပါဘူးအမှားနဲ့အတွေ့အကြုံကိုမခွဲခြားနိုင်ရင်တူညီတဲ့အမှားကိုထပ်ပြီးလုပ်နေတတ်ကြမှာပါစူးစမ်းမှုကနီလန်းမားနေတာဆိုရင်ကိုယ့်ရဲ့စူးစမ်းနေတဲ့နီလန်းကိုပြောင်းလဲဖို့လိုတယ်ဆိုတာကိုလူအများစုကမသိကြပါဘူးလူအများစုဟာအောင်မြင်တဲ့ရလဒ်မမြင်ရသေးတဲ့အချိန်ကိုစမ်းသပ်နေတဲ့ကာလလို့မမြင်ဘဲမအောင်မြင်နိုင်တော့ဘူးလို့လွယ်နဲ့ထင်သွားတတ်ကြပါတယ်တိုးတက်မှုအများစုကတိတ်ဆိတ်နဲ့ဖြစ်လာတာကိုလူတွေအများစုကမသိကြပါဘူးအောင်မြင်မှုကိုအချိန်တိုနဲ့တိုင်းတာတတ်တဲ့အကျင့်ရှိနေခြင်းကလူတွေကိုစိတ်ပျက်စေပါတယ်လူအများကလေ့လာရမယ့်အချိန်မှာဆက်လုပ်ရုံနဲ့မလုံလောက်ဘူးဆိုတာမသိကြပါဘူးမတိုးတက်တာကအားထုတ်မကြိုးစားလို့မဟုတ်ပဲလိုအပ်ချက်တွေကိုမပြင်ဆင်လို့ဖြစ်တတ်ပါတယ်လူအများဟာလေ့လာသင်ယူဖို့အတွက်မေ့နေတတ်ကြပြီးကိုနီလန်းမားနေတာကိုမသိဘဲနီလန်းမားကြီးနဲ့ဆက်ပြီးတော့သွားနေတတ်ပါတယ်အောင်မြင်တဲ့သူတွေကစူးစမ်းမှုကိုများစေတယ်လို့ပြင်ဆင်မှုကိုလည်းများစေကြပါတယ်လူအများစုကအောင်မြင်တဲ့ရလဒ်ကိုမြင်လိုချင်လို့လမ်းကြောင်းကိုမကြာခဏပြောင်းတတ်ကြပါတယ်အောင်မြင်မှုရရှိဖို့ကအမြဲနေတိုင်းဆက်တိုက်လုပ်နိုင်ခြင်းနဲ့အများကြီးသက်ဆိုင်နေပါတယ်စူးစမ်းနေတာကိုလူတွေမမြင်နိုင်မအောင်မြင်သေးဘူးလို့ပြောလို့မရပါဘူးလူအများကကိုယ့်အလုပ်ရဲ့တန်ဖိုးကိုအချိန်မတန်ခင်ဆုံးဖြတ်ချက်မြန်ချလိုက်တတ်ကြပါတယ်တိုးတက်မှုမရှိသလိုမျိုးခံစားရတဲ့အချိန်ကတကယ်တော့အောင်မြင်ဖို့အတွက်အခြေခံအုတ်မြစ်တည်ဆောက်နေတဲ့အချိန်ဖြစ်နိုင်ပါတယ်ဒါကြောင့်စူးစမ်းနေပေမဲ့မအောင်မြင်သေးတာဟာလက်လွတ်ရမယ့်အချိန်မဟုတ်ပဲပြန်ချိန်ညှိရမယ့်အချိန်ပဲဖြစ်ပါတယ်